အသက်ကိုကယ်တင်ခဲ့သူတေဂီတာဖြစ်သည်ဟုယုံကြည်စေသည့်တစ်ချိန်တည်းမှာပင်သူသည်ဒုတိယကလေးငယ်ကိုလိုက်လံရှာဖွေရန်သူ၏နောက်လိုက်များကိုစေလွတ်သည်ထိုသူသည်တရဝငယ်လေးကိုတစ်တာတစ်လုံးထဲတွင်ဖွက်ထားပြီးရန်သူများထံမှကာကွယ်ရန်စ조사တော်လဲခေါင်းဆောင်၏လူများကသူ့ကိုရှာတွေ့ခဲ့သည်တိုက်ပွဲအတွင်းထိုသူကိုတိုက်ခိုက်ပြီးတစ်တာသည်သူတို့လက်ထဲသို့ရောက်သွားခဲ့သည်သူသည်သူတို့နောက်သို့လိုက်သွားသည်ထို့နောက်မျိုးသားတဦးကတစ်တာကိုသူ့စီသို့မတော်တဆပြန်ပစ်ပေးလိုက်တော့လဲထိုအချိန်တွင်ခင်းကိုခိုးယူထားပြီးဖြစ်ပြီးနောက်ဆုံးတွင်မိထဲတွင်လောင်ကျွမ်းသွားခဲ့သည်နောက်ဆုံးတွင်ရွေးချယ်မိနှင့်ရောက်ရှိလာခဲ့သည်မော်ပညာ၏လွှမ်းမိုးမှုအောက်တွင်ဖန်ဆီးခံရသောတတဝါသည်မှောင်မိုက်ကောင်းဆောင်ထံသို့ရှောက်သွားပြီးသူ့ရှေ့တွင်ဒူးထောက်လိုက်သည်ကြည့်ရှုနေသောလူတိုင်းအံ့အားသင့်သွားကြသည်သူသည်အသက်ရှင်လျက်အတန်ရှင်းဆုံးလူဖြစ်ရမည်ဟုသောအမှုအရာရှိသည်သူသည်မော်လောက၏အုပ်ဆိုးရှင်အသစ်ဖြစ်လာတော့မည်အချက်အိမ်တွင်ထိုသူသည်အမှန်တရားကိုဖော်ထုတ်ရန်စ조사တော်လဲမှောင်မိုက်ကောင်းဆောင်သည်သူ့အပေါ်တက်တဲ့အထောက်ထားမရှိသောကြောင့်လုံးဝစိုးရိမ်ပူပန်မှုမရှိပေထို့နောက်ထိုသူ၏တငယ်ချင်းသည်နောက်ထပ်တစ်တာတစ်လုံးကိုတည်ဆောင်လာပါသည်အထဲတွင်ဒုတိယမြောက်တန်ရှင်းသောတတဝါရှိနေသည်မှောင်မိုက်ကောင်းဆောင်မြင်လိုက်ရသည်နှင့်သူသည်ပထမဆုံးအကြိမ်ထိတ်လန့်တုန်လှုပ်သွားသည်တကယ်တတဝါကအားကောင်းသောဟိန်းတန်ထွက်ပေါ်လာသည်ထိုအတန်ကပထမတတဝါကိုရှုပ်ထွေးစေသည်ထိုအချိန်တွင်မော်ပညာပြည့်ပြဲသွားသည်နောက်ဆုံးတွင်အားလုံးကအရာအားလုံးသည်လိမ်ညာမှုတစ်ခုဖြစ်ကြောင်းသဘောပေါက်သွားကြသည်ထို့နောက်တကယ်တန်ရှင်းသောတတဝါသည်လူအုပ်ကြားထဲသို့ဖြည်းဖြည်းချင်းလျှောက်သွားသည်ခင်းသည်လူတိုင်းကိုကြည့်သည်နောက်ဆုံးမှာတော့ဒံဘယ်တော်ရှိမှရက်သွားပေမဲ့ဒံဘယ်တော်ကပြုံးပြီးတခြားတစ်ယောက်ကဒီကုံထူးကိုပို့ပြီးထိုက်တန်တယ်လို့ပြောပါတယ်တတဝါကနောက်တစ်ကြိမ်ပတ်ပတ်လဲကိုကြည့်ပြီးနောက်ဆုံးမှာကျန်နာတက်တဲ့မော်ဆီယာမတစ်ယောက်ကိုရွေးချယ်လိုက်ပါတယ်